အင်မြင်ရဲ့ရှိုးဝက်ချက် histamine အင်မြင်ဆိုတာအရေးပြားပေါ်မှာပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရွှေလျောင်းပြီးထက်တတ်တဲ့ဖောင်းကြွတဲ့အကွက်ကြီးတွေပါဒါတွေဟာကိုယ်ခန္ဓာက histamine လို့ခေါ်တဲ့ဓာတုပစ္စည်းကိုအများကြီးထုတ်လွှတ်လိုက်လို့ဖြစ်ရတာပါအင်ပင်ကိုဖြစ်စေတဲ့အဓိကတရားခံများဒါဆိုဘာတွေက histamine ထွက်အောင်နှိုးဆော်ပြီလဲ ချက်ချင်းသက်သာစေမယ့်ယူရစီးနီ9မျိုးကဲရရဲ့မိုးတွေကိုချက်ချင်းသက်သာစေမယ့်မြန်မာယူရနဲ့အင်တွင်နီလန်9မျိုးကိုလိလာကြည့်အောင်တဲ့ AK ဝတ်ကချင်း ice pack ပထမဆုံးနဲ့အထီးရောက်ဆုံးကရေခဲဝတ်ပါရေခဲကိုအဝတ်တန်တန်နဲ့ပတ်ပြီးရရဲ့နဲ့နေရာကို10မိနစ်ကပ်ပေးပါဒါက histamine ရဲ့အလွတ်လုံနှုန်းကိုနှိပ်ကွေးစေပြီးချက်ချင်းအေးမြသက်သာစေပါတယ်နှစ်တနခါလင်းချင်းမြန်မာတို့ရဲ့အနှစ်သာရတနခါမှာပါတဲ့ရောင်းရမှုဆန့်ကျင်တဲ့ဂုံတက်သည့်လိုကြောင့်ရရန်တာအရေးပြားညီရဲတာကိုရောချော့စေပါတယ်တနခါကိုရေအေးနိုင်သွေးပြီးလိမ်ပေးပါ3ရှားဆောင်လက်သက်ဂျယ်ဟာအေးရပေးပြီးအဆိုရထိန်ပေးလို့အင်းပြန်ကြောင့်ပူဆက်ပူလောင်ထက်တာကိုကောင်းကောင်းတက်တာစေပါတယ်4နနွန်းလင်းချင်းခါကျူမင်ပါ